အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့အပြိုစစ်မှသဘောကျတဲ့ကိုတို့အတွက်အပြိုစစ်မစစ်ဘလို့ခွဲတာလဲအပြိုစင်အမေးပါလေးဆိုတာပါလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါမယ်နော်အားပေးကြတဲ့အချစ်တော်လေးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ကဲအစီအစဉ်လေးကိုဆက်လိုက်ကြရအောင်ဘလို့မျိုးသားပဲဖြစ်ဖြစ်အများစုကတော့ကိုကတာနေခြင်းတလို့နေကဲခြင်းတလို့ကဲပေမဲ့ကိုရီစာကိုအိမ်နှောင်းဖက်အမျိုးသမီးကိုကြပါကင်ဖြစ်တာအပြိုစစ်ဖြစ်တာကိုပဲလိုချင်ကြပါတယ်ဆိုတာပါပဲအရွယ်ရောက်ပြီးသားယောက်ျားလေးတွေစုံဒီဆိုတာနဲ့စိတ်ဝင်တစားညှင်းခုန်ဖြစ်ကြတဲ့ကိစ္စတွေတဲကတစ်ခုကတော့အမျိုးသမီးတယောက်အပြိုဟုတ်မဟုတ်စစ်မစစ်ကိုဘလို့ခွဲပြီးသိနိုင်လဲဆိုတာပါပဲတချို့ဆောင်းပါးတွေကလည်းရင်သားကိုကြည့်ပြီးခွဲခြားနိုင်တဲ့တင်ကိုကြည့်ပြီးခွဲခြားနိုင်တဲ့အတူစနေတဲ့အခါမှာမိမကိုကသွေးထွက်မထွက်ကိုကြည့်ပြီးခွဲခြားနိုင်တဲ့အမျိုးမျိုးရေးကြသလိုအရက်ထဲမှာလည်းအမျိုးမျိုးပြောကြပါတယ်အဲ့လိုတွေပြောတာကယာနှုံးပြည့်မှန်မမှန်ဆိုတာကိုအတူသုံးသပ်ကြည့်ရအောင်နော်ပထမဆုံးအနေနဲ့လူပြောများတဲ့ပထမဆုံးအတူနေတဲ့အခါမှာမိမကိုကသွေးမထွက်ရင်အပြူမစစ်ဘူးဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်ဒါဟာမှန်တဲ့လောက်မှန်ပေမဲ့ယာနှုံးပြည့်မမှန်ပါဘူးအတူနေတဲ့အခါမှာမိမကိုကသွေးထွက်တယ်ဆိုတာကဟိုင်မက်လို့ခေါ်တဲ့အပြိုမီးလေးပေါက်ပြဲသွားလို့ပါအပြိုစင်မေးပါဆိုတာကမင်းကလေးအင်္ကာဝကိုဖုံးအုပ်ကာဝယ်ထားတဲ့အရေပြားလွှာပါလေးတစ်ခုဖြစ်ပါတယ်လုံးဝကြီးပိတ်ထားတာတော့မဟုတ်ပါဘူးအရေပြားလွှာပါလေးဖြစ်တဲ့အတွက်လိန်ဆက်ဆံမှုတစ်ခုတည်းကြောင့်ဒါမကအခြားအကြောင်းတွေကြောင့်လည်းပေါက်ပြဲသွားနိုင်ပါတယ်နော်ဥပမာစက်ပိန်းစည်းရင်းနဲ့ခိုင်းမိတာကိုလက်လှုပ်ရှားအားကစားလုပ်ရင်းနဲ့ထိခိုက်မိတာမိမကိုတန်ရှိရင်းနဲ့ခိုင်းမိတာမိမိဘာသာစိတ်ဖြေဖြောက်ရင်းနဲ့ခိုင်းမိတာကျမ်းမာရေးရလိုအပ်လို့စမ်းတက်ရင်းနဲ့ခိုင်းမိတာစတာတွေဖြစ်ပါတယ်ဒီလိုအခါမျိုးကြစအတူနေတဲ့အခါမှာမိမကိုကသွေးမထွက်နိုင်ပါဘူးဒါအပြင်တချို့အမျိုးသမီးတွေမှာမွေးကလေးကအပြိုစင်အမေးပါကတအားထူလွန်းပြီးမိမကိုပိတ်နေတာရာဒီသွေးမပေါ်တာဖြစ်လို့အပြိုမေးပါကိုခွဲစိတ်ခဲ့ရတာမျိုးရှိခဲ့ရင်လည်းစအတူနေတဲ့အခါမှာမိမကိုကသွေးမထွက်တတ်ပါဘူးနောက်အခြားတစ်ဖက်ကနေပြောရင်စတူနေတဲ့အခါမှာသွေးထွက်တိုင်းလဲအပြိုစင်လို့ရာနှုံးကြည့်ပြောမရပြန်ပါဘူးအတူနေတဲ့ပုံစံပေါ်မှုတည်ပြီးအပြိုမီးမရှိလဲသွေးထွက်နိုင်ပါတယ်ရာသီပေါ်ချိန်မှာအတူနေခဲ့မိတာမျိုးဆိုရင်လဲသွေးထွက်တာပါပဲမီးရဲနဲ့ဆိုင်တဲ့ယောဂတစ်ခုခုရှိနေရင်လဲအတူနေပြီးတိုင်းသွေးထွက်တာမျိုးဖြစ်နိုင်ပါသေးတယ်ဒုတိယအချက်အနေနဲ့ရင်သားကိုကြည့်ပြီးခွဲခြားတာကိုပြောချင်ပါတယ်အပြိုမဟုတ်တော့ရင်ရင်သားတွေကြီးလာတယ်လို့အရက်ထဲမှာပြောကြပါတယ်ဒါဟာမှားပါတယ်ရင်သားကြီးလာတိုင်းအပြိုမဟုတ်ဘူးလို့လည်းပြောလို့မရပါဘူးဟော်မုန်းပြောင်းလဲတွေကြောင့်သို့မဟုတ်ဝလာတာကြောင့်လဲရင်သားတွေရဲ့အရွယ်အစားကပြောင်းလဲနိုင်ပါတယ်နော်ဒါကြောင့်ရင်သားအရွယ်အစားကိုကြည့်ုံနဲ့လဲအပြိုစစ်မစစ်ပြောလို့မရပါဘူးကတိယအချက်အနေနဲ့ကတော့တင်ကိုကြည့်ပြီးခွဲခြားတာကိုပြောချင်ပါတယ်လိန်ဆက်ဆံဘူးတဲ့မိန်းကလေးတင်ပါကပြားသွားတယ်လို့လဲပြောတတ်ကြပါတယ်ဒါလဲမှားပါတယ်အိမ်အောင်ဒီကလေးတယောက်အမေဖြစ်ပေမဲ့လုံးဝလာပါတဲ့တင်ပါနဲ့မိန်းကလေးတွေအများကြီးပါအတူနေဘူးယုံနဲ့တင်ပါရဲ့တင်းမာမှုကပျက်စီးသွားတာမဟုတ်ပါဘူးပြီးတော့တင်ပါပြနေပေမဲ့တခါမှအတူမနေဘူးတဲ့အပြိုစင်တွေလည်းအများကြီးပါဆက်ဆွေးနွေးမယ်ဆိုတခြားအချက်တွေလည်းပြောစရာအများကြီးကြံပါတယ်တေချာပြောနိုင်တာတခုကတော့ဘယ်အချက်ကမှအပြိုစစ်ဟုတ်ပါတယ်ဆိုတာကိုတရားရာနှုံးခွဲခြားမပေးနိုင်ပါဘူးအဆုံးသက်အနေနဲ့အကြံပေးချင်တာကတော့လူငယ်အိမ်ထောင်ရှင်အမျိုးသားတွေအနေနဲ့မိမိချစ်လို့ယုံကြည်လို့ရွေးချယ်ထားခဲ့ပြီးမှတော့မိမိလက်တွဲခေါ်အပေါ်မှာအပြိုစစ်လားမစစ်လားစိတ်စနိုးစားနှောင်းဖြစ်မနေပဲရှေ့ဆက်လျှောက်လန်းရမယ်ဘဝခရီးရှည်ကြီးမှာတဦးနဲ့တဦးနားလည်မှုတွေကျင်နာမှုတွေနဲ့ဖေးမကူညီလက်တွဲသွားဖို့တခုကိုပဲဦးစားပေးစဉ်းစားကြပါလို့တိုက်တွန်းအကြံပေးချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နော်အရန်ချစ်တယ်အာပွား